ရေစင်ပြန်လို့ပါယောပါပြောပါမေးတာရီသမီးတွေအားလုံးလာထားယူတာရွှေရွှေကညိုရေစင်ပြန်လို့လာရွှေရွှေကညိုရေစင်ပြန်လို့လာတော့အမေပြောင်းဟုတ်တာဒီနေ့တရားလူရှင်ကျမတို့ရဲ့အမှားဖြစ်ပါတယ်။မန္တလေးဝပိသားစုမှာတရားတော်စရဝါတော်ထီဆောင်တဲ့မိမိများကိုတရက်ကမတော်ဘူးတာဝန်ယူပြီးပြန်ထားတာဖြစ်ပါတယ်ရှင်။ကျမမာရီမိသားစုရဲ့ဒီကိစ္စနဲ့ပတ်သက်လို့နိုင်ငံနဲ့သာသနာပြုနိုင်ရေးကျေးဇူးရှင်မေကြီးအားအိမ်မရိုးရာရှိပါသောပရိယာနာသမီးများလာရောက်၍ရွှေလိုကရွှေချိုမှာခလို့စစ်ဆောင်၍ဝေလိုတဲ့သားသမီးများကဝေချိုမှာခလို့စစ်ဆောင်လို့ရပါတယ်ရှင်။တရားခါစားလို့တရားကြီးပြအောင်ကက်ကြီးသုံးပါးမှာကြော်လွှားနိုင်အောင်လည်းကျေးဇူးရှင်မိကြီးမှာဆောက်ရှောက်ပေးပါမယ်။စဘူးလေးရှိတဲ့ဂျူမာတီရွှေစင်စိတ်တွေဝေအမေကျူပြရွှေပြပေါင်းရပါစေသာအမေရွှေနာရိုင်းလေးပြောနာလေးပြောနမေလေးပေါ်မြူလို့ပြောရှိကိုနာရှိကိုမောရှိလေးမရှာဝေလေးမရှာအမိကတော်လေးချင်းချင်းစီလို့တော့တမွေးစပွေးတမွေးစပွေးရောနေတိုင်းပြောလေးဒီကောင်ဟုတ်တာဘူးကြောပူဇော်ကြတဲ့နိုင်ငံတွေ့ရရှင်ချီရဒီရှင်ရရရနိုင်ငံရရစီရရကိုရစူဒန်ရတော်ရုံးပြည့်ရှိမပြည့်ဘူးပါတာနိုင်ငံချီပြည့်ရှိနိုင်ငံချီပြည့်ရှိ Heyချစ်ခင်ကြသောမြတ်တာကြည်ပွေပြုစုလာရှိရချင်တာနေစဉ်ဒုက္ခရှင်ပါပက္ခထွေတို့ကြည်ပွေလာရောက်မိဘတို့မှာအေးဒီဆိုပြီးလာအိမ်ပါလူကလေးအမေရဲ့သွေးစိတ်အေးချမ်းစွာသိပါတော့ရှားတဲ့တိုင်းမှာ